လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖခင်တဦးဟာအရက်မဝယ်လာတဲ့တားငယ်လေးကိုဒေါသတကြီးရိုက်နှက်ခဲ့တာပါ။အဲ့ဒီအဖြစ်အပျက်ကကလေးလေးရဲ့ဘဝကိုထာဝရပြောင်းလဲစေခဲ့ပြီးနှစ်ပေါင်းများစွာကြာတဲ့အထိသူ့အကိုကိုအိမ်မက်ဆိုးတွေပေးခဲ့ပါတယ်။အိမ်မက်ဆိုးတွေနဲ့လူးလန့်နိုးထလာတဲ့အကိုဖြစ်သူနတ်အေးဟာသူ့ညီလေးအတွက်အမြဲတမ်းစိတ်ပူပန်နေခဲ့တာပါ။သူဟာအန်ဆွဲတဲကနေတစ်တာလေးတစ်လုံးကိုယူပြီးအထဲကနေလောက်ကက်လေးတစ်ခုကိုထုတ်ကြည့်လိုက်ပါတယ်။အဲ့ဒီလောက်ကက်ထဲမှာတော့သူ့အမေရဲ့ဓာတ်ပုံလေးရှိနေခဲ့တာပါ။သူ့ညီလေးပျောက်ဆုံးသွားပြီးနောက်ပိုင်းအမေဖြစ်သူလည်းအမြဲတမ်းစိတ်ထိခိုက်ဝမ်းနည်းနေခဲ့ရတာပါ။ဒါကြောင့်နတ်အေးဟာညီဖြစ်သူကိုရှာဖွေဖို့အတွက်ဖောင်ဒေးရှင်းတစ်ခုကိုရောက်လာခဲ့ပါတယ်။ဖောင်ဒေးရှင်းကဝန်ထမ်းအမျိုးသမီးကဓာတ်ပုံနဲ့ကျမတို့မှာရှိတဲ့အချက်လက်ရလွန်ခဲ့တဲ့နှစ်20လုံးရှင်းညီလေးကိုစူးစမ်းပြီးရှာပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဘာသေးလွန်စမှမရခဲ့ပါဘူး။လို့ပြောလိုက်တော့နတ်အေးတယောက်မျက်နှာပြတ်သွားခဲ့ပါတယ်။ဝန်ထမ်းအမျိုးသမီးကဆက်ပြီးကျမတို့ဘက်ကရဲတွေနဲ့ချိတ်ဆက်ပြီးကူညီပေးခဲ့ပေမဲ့လည်းဘာအချက်လက်မှမရခဲ့ပါဘူး။လို့ပြောလိုက်တဲ့အခါနတ်အေးဟာမျောလင်းချက်မဲ့စွာနဲ့ကျွန်တော်တို့အမေနဲ့ကျွန်တော်ကညီလေးအသက်ရှင်နေတုန်းလို့မျောလင်းနေတုန်းမှာပဲအမလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီအခါဝန်ထမ်းအမျိုးသမီးကသူ့အလောင်းကိုမတွေ့သေးတဲ့၍တက်တည်အထောက်ထားမရှိသေးတဲ့၍ကျမတို့မှာမျောလင်းချက်တွေရှိနေပါသေးတယ်။တစုံတရာသိတာနဲ့အမြန်ဆုံးအကြောင်းကြားပေးပါမယ်။လို့အားပေးစကားပြောခဲ့ပါတယ်။နတ်အေးတယောက်ညီလေးရဲ့ဓာတ်ပုံကိုကြည့်ရင်နတ်အေးအခုနတ်အေးဘယ်မှာလဲ။ဘာတွေလုပ်နေလဲလို့တိုးတိုးလေးရေရွတ်နေခဲ့ပါတယ်။သူ့ညီလေးအတွက်မျောလင်းချက်တွေရှိနေသေးပေမဲ့ဘယ်မှရှိနေမှမသိတဲ့အတွက်အရန်ကိုစိတ်မကောင်းဖြစ်နေခဲ့တာပါ။အဲ့ဒီအချိန်မှာဖခင်ဖြစ်သူကသူ့ဘေးနားလာထိုင်ပြီးဘာတွေစိတ်မချမ်းသာစရာရှိလို့လဲ။အဖေကိုပြောပြလို့ရတယ်နော်။အဖေကသားကိုကူညီနိုင်တာတိတ်မရှိပေမဲ့သားကိုသိစေချင်တာကအဖေကသားနဲ့အတူရှိတယ်နော်။လို့နွေးနွေးထွေးထွေးပြောကြခဲ့ပါတယ်။ဒီစကားတွေကနတ်အေးအတွက်အားရင်တွေဖြစ်စေခဲ့ပါတယ်